ကဲအားလုံးပဲမင်္ဂလာပါကျမတို့ G2 ပါအခုမှ Minecraft ကိုစဆော့ပါပေါ့နော်အခုမှစဆော့ဆိုလို့ old player တွေ Minecraft player တွေတက်ကတော့ရည်ချင်းစရာတစ်ခုဖြစ်နေမှာပေါ့နော်ဟုတ်ပါတယ် G2 ကပေါ့အရင်ဖုန်းကversion အားနိုင်လို့လာကြောင့်မို့ Minecraft ဆော့မယ်ဆိုတေး G2 အားချစ်တဲ့ Minecraft ကိုဆော့မယ်ဆိုရင်တောင်မှအတူလောက်ပဲဆော့ရဖြစ်ပါတယ် assist လုံးဝဆော့လို့မရဘူးပေါ့နော်ဖုန်းက version နဲ့အဲ့အကြောင်းမို့အခုတကြံကျွန်းမှာပေါ့နော် G2 ရဲ့မာမီက G2 ကိုတရုတ်ဖုန်းတစ်လုံးဝယ်ပေးလိုက်တယ်ပေါ့နော်အဲ့ဒါကြောင့် G2 အခုရန်ချီရတဲ့ Minecraft ကိုversion မြင်ပြီးတော့ဆော့လို့ရပြီပေါ့နော်ဟုတ်ကဲ့အခု G2 ဆော့နေရတော့ version 1.2 1.130 ပဲဖြစ်ပါတယ်ပေါ့နော် G2 ကဆော့ရုံကလည်းတယောက်တည်းဆော့ပြီးတော့ VD ပြတင်တဲ့ခါကျတော့လည်းတယောက်တည်းကြည့်နေရမှာတော့မဖြစ်သင့်ဘူးထင်တယ်အဲ့အားကြောင့်မို့တရားတော့မနမချင်း G2 ရဲ့ VD လေးကို subscribe လေးလုပ်ခဲ့ပြီးတော့ဘေးနားလက်မလေးကိုနှိပ်ခဲ့ပေးပါဦးနော်အားလုံးတတနောက်ဗီဒီယိုမှာတွေ့ကြမယ်တော့နော် G2 ကိုနောက်ထပ်ဗီဒီယိုလေးမှာလည်းကြည့်ပြီးတော့ G2 အားပေးသွားပေးကြပါအောင် Minecraft player တွေသိပါတယ်အယူကလည်းညံချောလို့မနလည်းတိတ်မကြည့်တတ်ဘူးဆိုတော့ G2 ဒီလောက်တော့ရတော့ကူညီပေးနိုင်မယ်ထင်ပါတယ်နော်ပြီးတော့တရားတို့စိတ်မရှိဘူးဆိုရင် G2 ကစဆော့မှာမလို့ဒီ version မှာဘယ်လိုစလုပ်သွားရမလဲဘာလုပ်ရမလဲဘယ်လိုရှေ့ဆက်ရမလဲဆိုတာတွေကအစနည်းပပလေး share လုပ်ခဲ့ပေးကြဖို့မမေ့နဲ့နော် sharing letter လေးတွေကို comment ထဲမှာရေးခဲ့ပေးကြအောင်နော်